ပန်းခင်းတော်လံတဲ့တရားနာမည်ပါတယ်လေပန်းခင်းတော်လံလို့အမည်ပေးထားတဲ့ဧကဓမ္မသဝနိယထေရပါရံတရားဒီကနေ့ဟောကြားမည်ဖြစ်လေသောကြောင့်တရားမောကြသည်မိတရားမနာကြသည်မိမှာတရားပိုင်ရှင်ဖြစ်တော်မူတဲ့ဘုန်းတော်6ပါးသခင်သဗ္ဗညုဘုရားရှင်ကိုတော်မြတ်ကြီးကိုယောသေးသောလက်ဥချီမောရှိခိုး၍ဓမ္မသဘင်စတင်ပွင့်ကြရအောင်အလုံးပရိသတ်ပေါင်းသူတော်ကောင်းတို့ကလက်ဥချီပြီးတော့ဘုရားရှင်ကိုတော်မြတ်ရဲ့ဂုဏ်လေးကိုအာယုံပြုနေပါဘုန်းကြီးကဓမ္မသနာပလင်ဌာနကနေပြီးတော့ဘုရားရှင်ကိုတော်မြတ်အားချီးကျူးကိုယ်ရောပူဇော်အပ်တဲ့နမကာရဘုရားရှိခိုးဖြင့်ဘုရားရှိခိုးပူဇော်၍ဓမ္မသဘင်စတင်ပွင့်ကြရအောင်သဗ္ဗဒေဝမနုဿာနံနိဗ္ဗာနမေဃဒေသကံမေခင်ငါပဋ္ဌပူရဏံဒီပကံလောကနာယကံနမမဟံသူဝိသုဒ္ဓံတတ္တမံစိနာပုစိတံအာနိကနံဒွာယံတံကံအာစေရံတိသာရရံသဗ္ဗဒေဝမနုဿာနံကျွဲ့မဲ့ဥဒ္ဒုံဘုံ31ဖြစ်ဖြစ်သမျှဗြဟ္မာဏလူဟိန္ဒကုတို့အားနိဗ္ဗာနမေဃဒေသကံတဏဝါနအေမြငြိမ်းချမ်းနိဗ္ဗာနံသို့တလန်းနိုင်ယံလာမံကိုဧကံကြနာညွန်ပြတော်မူတတ်ပါပေထသောမေခင်ငါပဋ္ဌပူရဏံရှေ့ရှေ့နောင်တော်မြတ်စီတော်တို့ခေါ်ဖော်ညွန်ပြမေဃဒေသနာလမ်းဟောင်းရာကိုဒီပကံကဘာတင်ချေလွန်လေကြာညောင်းပိန်ပေါင်းချုံတွေဖုံးတွေသဖြင့်မလွယ်သိရန်လမ်းဟောင်းမှန်ကိုဧကံကြနာညွန်ပြတော်မူတတ်ပါပေထသောလောကနာယကိသံလမ်းမညွန်တတ်ကုန်တကကြောင့်300ဘုံသူများဖို့လူတို့ကြည်ပြူရှေထားရှေသွားကြည်မူဥစီအကျော်မြဖုံးမောကို၎င်းဒုဝိသုဒ္ဓံကာမအတ္တနုယောဂလံမတန်ရှောင်ကွင်းခြင်းနဲ့အလယ်မိတွေ့ရခြင်းကြောင့်ကောင်းမွန်တန်ရှင်းလွန်မင်းထူးမြတ်တန်တိတလည်းရှိတော်မူပါပေထသောဇိနာမူစီတံသုံးလူစိန်တေမြတ်မဟေတို့ယောသေးလေးမြအာယုံပြုအပ်သည်ဖြစ်ပါပေထသောတတ္တမေသံမေဖို့နိဗ္ဗာန်ဓမ္မခံဟုစေရန်ပိုင်းခြားမြတ်တရားကို၎င်းအနိငနံလောဘဒေါသမောဟသာတညစ်ကြေးများတို့လာလာမကကင်းစင်တတ်သဖြင့်မြင့်မြတ်သစင်ကြည်လင်ပြီးသာကြည်လင်ညာ၍လမ်းမှန်လိုက်တာကုန်တကားကြောင့်မြင့်မြတ်သစင်ကြည်လင်လက်တံဖြစ်သောဒွါယံတန်ငင်းစာရှစ်သွဲအရိယာများတန်ခါနှင့်ကောင်းစွာကျင့်ပြီးသမုဒိတန်ခါဤနှဖြာကို၎င်းအာစေရင်သံဓမ္မဝိနယလမ်းမှန်ကြအောင်ရှေ့ဆောင်ညွန်ပြအနန္တကျေးဇူးပြုဘူးပေဒဆရာမြတ်အပေါင်းကို၎င်းအဟံယုံနာနှပြငါခန္ဓာကိုသူငါမဲ့ခေါ်ဖရာတပိတော်သည်တိကာယဝစီတလီမနောသုံးပါးသောဓဝရတို့ဖြင့်သာရရံဘယလာဘကုလကျင်ရှောင်းကုံအပေါင်းကိုခ
ခါညောဝဆင်းယိုသေးခြင်းရှိသည်ဖြစ်၍နမမိလက်အုပ်အင်းစလီထိတ်ဝဲချီလျက်ရွှင်ကြည်ဝမ်းသာရှိခိုးကြောပါဤဖယားဗုဒ္ဓမြတ်စွာသာသနာရောက်ဝါနေသို့လင်းပါစေတို့ကြောင့်တိုင်းမှာသာသနာရောက်ဝါနေသို့လင်းပါစေတို့သာသနာတို့တဲ့ရာတို့မှာတာဝန်ရှိပါစေသာသနာအတွက်တို့ဆောင်ရွယ်ထဲမြဲညီညာရှိပါစေလုံးစုံများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရာဆန္ဒပြည့်ပါစေမရှိဆိုညာထိုစကားမကြားရသည်ဖြစ်ပါစေအလူရေစေနေတိုင်းဆက်လက်နဲ့မကွာရှိပါစေနှလုံးစိတ်ဝမ်းရွှင်ငါလန်းမနွမ်းထာဝရရှိပါစေအလုတ်ကိုစီဘေးမဲ့တိကြံစီထမြောက်ကြပါစေသဗ္ဗိတိယောဝုဝသန္တုသောကရောဂဝိနာတတုမာတေဘွန်တွန္တရာယဒုက္ခိတိကာယူကောဘဝသဗ္ဗိတိယောလုံးစုံသောဘေးဥပယောဂအန္တရေဟုသမျှပေါင်းတို့သည်ဝိဝေသံတုရှောင်လွယ်ပြောက်ပြကြပါစေကုန်သောကောသသောကတရားသည်၎င်းယောဂောသကအနာယောဂသည်၎င်းဝိနာတတုပြောက်ပြပါစေအန္တရာယအန္တရေပေါင်းတို့သည်မဟာဘဝန္တုမကြမရောက်ကြပါစေကုန်လင်ဒုက္ခိဒုက္ခိတာကိုစိတ်နှဖျားကြောင်းမှချမ်းသာဝမ်းသာကြကုန်သည်ဖြစ်၍ဒီကာယုကသက်ရတန်းကိုကျော်လှမ်းနိုင်ကြကုန်သည်ဘဝတုဘဝန္တုကောင်းစွာမသွေဖြစ်နိုင်ကြပါစေကုန်သတည်းမေတ္တာအာတိသမေတ္တာပဋ္ဌနာများပြုပြီးတော့ဓမ္မသဘင်ပွဲကိုဘုန်းကြီးတို့စတင်ပြီးတော့ဖွဲ့ပါတယ်ဧကဓမ္မသဝနိယထေရအာပါဒံတရားတဲ့ယန္တာကြီးတစ်ပါးရဲ့အကြောင်းကိုဘုန်းကြီးတို့ပြောပြမှာဖြစ်ပါတယ်အဲ့ဒါကိုမြန်မာနာမည်လေးပြုပြီးတော့ပေးထားတဲ့တရားကောင်းစဉ်ကပန်းခင်းတော်လံတဲ့မတရားကန္တဘောဇာဒီကောအတ္တဩမတက္ကသအဋ္ဌိကံပါထေယံအပကံရှေဝဘဟုကောသပရိတယောတဏမိတ်တောဘဟုမာယောဒုက္ခံကောခေမမေတ္တေကန္တဘောအတ္တသမယမနယဟခြာတုမပြသွားယံတန္တရာခยีခန္ဓာယာကြီးကလည်းပဲဒီကော
လမ်းနေသမျှမှန်းချေစလည်းမရတာရှေလျားလာပါ၏အတ္တိကာသတန္တရာလမ်းတလျှောက်စခန်းထောင်း၍တကောက်ကောက်သွားသူအများလူတို့ကလည်းဩမတကာပုထုဇဉ်ပြီမတတိဇယာငါးပြအာယုံကာမဂုဏ်ဘလူဖန်သဖြင့်အယူအနန္တို့ကြီးသာသည်ပါထေယစေဝတဘဝရောက်ကမကြောက်ရဘူးထောက်မှလမ်းကစခန်းသာမိလမ်းစာရိခါဒုက္ခလည်းအပကံယခုတန်းအလျောက်မှန်းလောက်သဖြင့်လမ်းပေါက်ဖို့ရအမှန်ပင်နေပါလာပါ၏ပရိသယောဆောင်ခရီးမှန်ဖဲအန္တရမကောင်းရန်ဆွဲပေါင်းကလည်းပဲဘဟုကောရောက်တိုင်းပင်စုံစည်း၍အပုံကြီးများလာပါ၏တဏမိတ်တော်စာအမြဲမကွာမခွဲခွာသည်တဏမိခောအကြည်တော်ကလည်းပဲဘဟုမာယောတန္တရာကမထွက်ရအောင်မြူကြမာယာများလာပါ၏ကောခရီးသွားသူအများလူပဲဘယ်ຫນွယ်ဘယ်ရိုးဘယ်လူမျိုးသည်ဒုက္ခလမ်းစခန်းမှာမပန်းပါပဲချမ်းသာစံဖွယ်အန္တရာယ်ကင်းရန်စွဲရှင်းလျက်သာလျင်ခေမံဘေးအတန်တန်အေးရမှန်သည့်နိဗ္ဗာန်အောင်ခမ်းမြို့တော်နန်းသို့ဣတတေပျော်ပျော်ကြီးပင်ခရီးတွင်အောင်ရှိနေပေါရောက်နိုင်ပါတော့မလဲလို့ဩဇာကောင်းစွာမသွေမိန်ကြတော်မူလိုက်ပါပေသတည်းဘုန်းကြီးတို့သွားနေတဲ့တန္တရာခရီးကြီးဟာအလွန်ကိုရှည်လျားတယ်တဲ့တန္တရာခရီးကြီးဘလောက်ရှည်လျားတော့ဆိုလို့ရှိရင်အနာမတေကောယံဘိကဝေတန္တာရောပုဗ္ဗကောတိနပညာယတိတဘောပြီးတဘောဘယ်ကစလို့ဘယ်မှာဆုံးမဲ့ဆိုတာကိုဘယ်သူမှမသိနိုင်ကြဘူးတဲ့ဒါကြောင့်သွားရတဲ့တန္တရာခရီးကအလွန်ကိုရှည်ပြီးတော့ခြာလဲပတ်လဲလိုက်နေတာကရုတ်ကင်းလျှောက်တယ်လို့ပဲတဲ့ထပ်ခေါက်မနာဒီနေရာကိုထပ်ပြီးတော့လူဖြစ်လိုက်နတ်ဖြစ်လိုက်ဗြဟ္မာဖြစ်လိုက်ငရဲသွားလိုက်ငရဲကတက်လာလိုက်လူပြန်ဖြစ်လိုက်နတ်ဖြစ်လိုက်ဗြဟ္မာဖြစ်လိုက်ဗြဟ္မာပြရဆင်းလာလိုက်နတ်ဖြစ်လိုက်လူဖြစ်လိုက်ငရဲဖြစ်လိုက်ဟာဒီလိုနဲ့တန္တရာခရီးကဘုန်းကြီးတို့ဒီတကူလာရှင်မောတော်ဘုရားဝကြီးမှာခြားရဟကြီးတွေလဲနေတယ်လို့ပဲတဲ့တန္တရာခရီးကအဲ့ဒီလိုဖြစ်နေတာကိုဒီဒေသနာတော်ကပြောတာကိုင်းဆိုလိုက်သမာလဲပြေးသွားယဟချာရှေလျာတန္တရာလဲပြေးသွားယဟချာရှေလျာတန္တရာလဲပြေးသွားယဟချာရှေလျာတန္တရာအနာမတေကောယံဘိက္ခွေတန္တာရောပုဗ္ဗကောတိနပညာယတိရှေလိုက်တဲ့တန္တရာခုချိန်ထိတန္တရာမပြန်သေးဘူးတဲ့အဲ့ဒီလိုတန္တရာခရီးခဲကြီးထဲမှာသွားနေကြတဲ့ဘုန်းကြီးတို့တွေကပုထုဇဉ်တွေတဲ့ဘာတွေတဲ့ပုထုဇဉ်တွေတန္တရာခရီးကန္နာယကြီးကိုသွားနေတာဩမတကာပုထုဇဉ်ပြင်းပြင်းမတတိဇယာငါးပြအာယုံကာမဂုဏ်ဘလူဖတ်တဲ့ဖြင့်အယုအနန္တို့ကြည်တာသည်တဲ့ပုထုဇဉ်ဆိုတာလူကောင်းလို့မခေါ်ဘူးအယုလို့ခေါ်တယ်အရိယာတို့ရဲ့မျက်လုံးထဲမှာတော့ပုထုဇဉ်ဟာအယုပဲတဲ့အရိယာတို့အနေနဲ့ကြည့်ရင်ပုထုဇဉ်ဟာဘုန်းကြီးတို့ပိဋကရဲ့အကောင်းလားအယုလားဒါမျိုးယခုတရားအားထုတ်နေတဲ့ယောဂီတွေကတရားဟောနေတဲ့ဘုန်းကြီးကအယူလားအကောင်းလားပုထုဇဉ်တွေလေဘာတွေလဲ
ပုထုဇဉ်ဆိုအယူပုထုဇဉ်ဆိုပါလေယောဂီတွေလည်းအယူဘုန်းကြီးလည်းပြောအာမနာနဲ့အယူပဲဩမတကပုထုဇဉ်ပြီးမတ္တိစရာ၅ပြအာယုံကာမဂုဏ်တွေနဲ့ဘလူဖန္နာတော့အယူဖြစ်နေတယ်တဲ့ဒါပြောတယ်ပိဋကတည်းရေအဲ့ဒီတော့အယူဆိုတော့ဘုန်းကြီးတို့ပိဋကအယူဟာအယူတယောက်ကိုတွေ့ရင်မေးကြည့်စမ်းလမ်းထဲမှာယူနေတဲ့အယူဟဲ့အယူနင်ဘယ်သွားမလို့တော့မေးရင်အယူကလက်ကပြတယ်ငါဘယ်သွားမှမသိဘူးဟဲ့အယူနေဘယ်ကလာတော့လို့မေးရင်လည်းပဲအယူကပြောလိမ့်မယ်ပိဋကတည်းရေငါဘယ်ကလာမှလည်းမသိဘူးယူနေတာဟုတ်ဘာဖြစ်နေလဲဒီအယူကသူဘယ်ကလာလို့ဘယ်ကိုသွားမယ်ဆိုတာသူကသူသိလားခြေဥတရလျှောက်သွားနေတာပဲဟုတ်တယ်မဟုတ်လားတွေ့တာသူကောက်စားနေတာပဲအမိုက်ပုံလည်းကောက်စားတာတွေ့တယ်တရတိပုတ်တွေလည်းကောက်စားတာပဲငပြောတိပုတ်တွေလည်းကောက်စားတာပဲအယူကဘာမှကိုတခါတည်းဘယ်သွားလို့ဘယ်လာလို့ဘာလုပ်လို့ဘာမှလည်းမသိဘူးသူတွေ့တဲ့နေရာထိုးအိတ်တာပဲဒီတိုင်းပဲပေါ့ဘုန်းကြီးတို့မြေသားပေါင်းတော်ကောင်းလို့လည်းပုထုဇဉ်တွေဆိုတော့ကိုင်းဘုန်းကြီးတို့မြေသားကိုဘုန်းကြီးမေးမယ်ဒီပကိုးမြို့မှာကဲဒီမှာလာပြီးတော့လူမဖြစ်ခင်တော့ကဘုန်းကြီးတို့မြေသားဘယ်ဘဝကလာတယ်သိလားသိလားကဲဒီဘဝကနေမနေလို့သေသွားရင်တော့ဒီပရိသတ်ကြီးကဒီဘုန်းကြီးကဘယ်ကိုသွားမယ်ဆိုတာသိသလားဒါမြင်ရင်အယူဆိုတာဘယ်ကလာလို့ဘယ်ကိုသွားမယ်ဆိုတာမေးရင် तू ပြောနိုင်သလားဘုန်းကြီးတို့ယောဂီတွေရောအခုဘုန်းကြီးမေးပြီးဘယ်ကလာတယ်လဲဘယ်ကိုသွားမှာလဲအယူတွေဘာတွေလဲဒါပြောနေတယ်ဟုတ်တယ်မဟုတ်လားဒါကြောင့်မလို့ပုထုဇဉ်ဆိုတာအယူနဲ့တူတယ်။ဘာနဲ့တူတယ်။ဆိုလိုက်ပေါ်အယူပမာတန္တရာသွားလာနေကြတာအယူပမာတန္တရာသွားလာနေကြတာအယူပမာတန္တရာသွားလာနေကြတာဘုန်းကြီးတို့သွားလာနေတဲ့တန္တရာခရီးကြီးကကိုယ့်ကိုယ်အကောင်းလို့မမြင်နဲ့အယူတွေတဲ့ဟာအယူတွေသွားနေကြတာဆိုတာအယူလွယ်အိတ်ထဲမှာကြည်စမ်းပြည့်တဲ့ကောင်းတာတစ်ခုမှမပါဘူးပါသလားဘယ်တော့မှဖွင့်ကြည့်ဘူးလေပြောအယူလွယ်အိတ်ထဲမှာတွေ့တာအကုန်ကောက်ထည့်တာပဲပလတ်စတစ်အိတ်တွေရောဘာထမိန်စုပ်တွေရောအင်ကြီးစုပ်တွေ့အကုန်ကောက်ထည့်တာဘာအနှစ်သာရမရှိသလားမင်းသားဘာမှနှစ်သာရမရှိဘူးယူလွယ်အိတ်ကြီးထဲမှာတွေ့တာတွေအကုန်ကောက်ထည့်သလိုတဲ့ဘုန်းကြီးတို့တရားတော်မတွေလည်းပုထုဇဉ်တွေလည်းအနှစ်သာရဘာမှမရှိတယ်ဘာတွေကောက်ထည့်နေတဲ့သားတွေသမီးတွေစီးပွားတွေဥစ္စာတွေအကုန်လုံးသိရင်ဟိုဘဝကိုယူသွားလို့မရတာတွေအကုန်လုံးကောက်ထည့်ထားတာလွယ်အိတ်ကြီးထဲမှာအယူကောက်ထည့်ထားသလိုမထည့်ဘူးလားဘာတူလဲဘုန်းကြီးတွေလည်းဒီတိုင်းပဲကောက်ထည့်ထားတာတွေပဲအကုန်လုံးဘာတွေကောက်ထည့်သိယူသွားလို့ရအောင်သင်္ကန်းတွေကောက်ထည့်သပိတ်တွေကောက်ထည့်ကြောင်းတွေကောက်ထည့်ဘာတွေကောက်ထည့်အကုန်ကောက်ထည့်ပြီးဒါကြီးလွယ်ထားရတာပဲအယူဆိုတာဒီလိုပဲပရိသတ်တွေ့တာမြင်တာအကုန်ကောက်ထည့်ထားတာပဲဒါကြောင့်မို့လို့အဲ့ဒီလိုကောက်ထည့်ရင်နောက်ဆုံးတော့အဲ့ဒီအထုပ်ကြီးထားခဲ့ပြီးတော့သားတွေသမီးတွေစီဝါဥစ္စာတွေစိန်တွေရွှေတွေငွေတွေတိုက်တွေကားတွေထားခဲ့ပြီးတော့နောက်ဆုံးဘဝခရီးကူးတဲ့ခါကျတော့ကိုတယောက်တည်းကူးရတာပဲမဟုတ်ဘူးလားလို့အဲ့ဒီလိုနဲ့သိခဲ့ရတဲ့ဘဝတွေကလည်းပဲမနှဲတော့ဘူးတဲ့တတ္တဝါတယောက်တစ်ဘဝမှာတစ်ခါပဲသိတယ်တတ္တဝါတယောက်ဟာတစ်ဘဝမှာဘယ်နှခါသိတစ်ဘဝမှာတစ်ခါသိတဲ့တတ္တဝါတယောက်ရဲ့အယိုးတွေကိုကောက်ထားမယ်ဆိုရင်ဧကတေကိနကဗေနပုဂ္ဂလတိသင်္စယောတိယပပတ္တာသမောရတိဣတိဝုဒ္ဓမေတိနာတဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကတတ္တဝါတယောက်သေသွားလို့သူသေသွားတဲ့အယိုးတွေကိုကောက်ထားပြီးတော့ပုံနာမယ်ဆိုရင်ဝေပုံလတောင်ကြီးလောက်ရှိတယ်တဲ့ဘုန်းကြီးတို့အိန္ဒိယသွားတော့ကအဲ့ဒါဝေပုံလတောင်နဲ့ဝေဘာရတောင်နဲ့ဂိဇကုတ်တောင်နဲ့ဣတိဂိရိတောင်နဲ့ပန္နဝတောင်နဲ့တောင်ကြီးငါလုံးပိတ်ဖုံးကာကိုရာဇယိုဆိုတာအဟုတ်ရောက်သွားတော့မှတကယ်တခါတည်းပတ်ချလဲမှာဝိုင်းနာတဲ့တောင်တန်းကြီးတွေဟာမြတ်စွာဘုရားရှင်ကိုရောမြတ်ကဒီမှာမိန့်တော်မူနေတဲ့တတ္တဝါတယောက်သေသွားလို့ရှိရင်တဘဝကိုတစ်ခါပဲသေသူ့အယိုးတွေကိုကောက်ပြီးတော့ပုံနာရင်ဝေပုံလတောင်ကြီးလောက်ရှိတယ်တဲ့
ဒါကြောင့်ဘဝအတိုင်းမှာဒီလိုပဲသေပြီးတော့သွားလာနေကြရတာအဲ့ဒီတော့သွားရတဲ့ခရီးကလည်းအရှိကြီးသွားနေတာကအယူသွားနေတဲ့ခရီးကတူတူလေးလားအရှိကြီးလားအဲ့ဒီခရီးကိုသွားနေတဲ့လူသားတွေပုရုဇဉ်တ attva တွေကရောအကောင်းလားအယူလားအယူတွေတဲ့ဘေဒတ်တွေအဲ့ဒီလိုစံတဝါဝါနဲ့သွားနေတဲ့သန္တရာခရီးမှာဘာပြောတယ်လဲဟိုမှာဒါနသီလဘာဝနာရိက္ခာတဲ့ဒါနသီလဘာဝနာကိုဘာလို့ခေါ်ဒါနသီလဘာဝနာရိက္ခာကလည်းပဲပါဋိယံဆွေဝတဘဝရောက်ကမကြောက်ရဖို့ထောက်မှလမ်းကားစခန်းသားမိလမ်းစာရိက္ခာဒုက္ခလည်းပဲအပကံယခုတံအလျောင်မှန်းလောက်သဖြင့်လမ်းပေါက်ဖို့ရအမှန်မင်းနေလာပါ၏ဒါနသီလဘာဝနာရိက္ခာဒုက္ခလည်းပဲအထုပ်လေးတွေကသေးသေးလေးတွေရှိသေးတယ်အထုပ်နေသေးတယ်တဲ့ဟောဒီနေ့ယောဂီတို့ဒီမှာလာပြီးတော့တရားစခန်းလာအားထုတ်ကြတယ်ဆိုတာဘာဝနာထုတ်လားထုတ်တာဘာထုတ်လားထုတ်တာစွန်းတဲ့ကစွန်းမတွေကတော့ဒါနထုတ်တာပေါ့ဒီလိုမဟုတ်လားအထုပ်သေးနေလို့အထုပ်ကြီးကြီးထုတ်တဲ့ဘာဖြစ်လို့တော့ခရီးရှည်လို့ဘာဖြစ်လို့လဲအထုပ်နဲနေလို့အထုပ်သေးနေလို့ဘုရားတွေနဲ့တွေ့တော်လဲပဲတို့ကရိတ်ခါရှားပါတဲ့အတွက်ကြောင့်မို့လို့ခေါ်မသွားလို့ကြံခဲ့တာဒါကြောင့်မို့လို့အထုပ်ကြီးကြီးထုတ်ဖို့လို့အရေးကြီးတယ်ဆိုလိုက်ပါဒါနသီလဘာဝနာရိက္ခာနေပါကြလေတာဒါနသီလဘာဝနာရိက္ခာနေပါကြလေတာဒါနသီလဘာဝနာရိက္ခာနေပါကြလေတာကဲသွားတဲ့သန္တရာခရီးကလည်းအရှိကြီးသွားနေတဲ့လူကလည်းအယူရိက္ခာကလည်းနေသေးတယ်ဒါရမဲလားဆိုတော့ပရိတယောစာခရီးမှန်ပဲခရီးမှန်ပဲအန္တရာယ်မကောင်းရန်ဆွဲအပေါင်းကလည်းပဲဘဟုကောရောက်တိုင်းပင်စုံစည်း၍အပုံကြီးများလာပါ၏ဘုန်းကြီးတို့သွားနေတဲ့သန္တရာခရီးကြီးကအန္တရာယ်အလွန်များတယ်တဲ့ဘေးတတ်တဲ့သန္တရာခရီးဆိုတာဘေးကင်းရန်ကင်းလားအန္တရာယ်ပေါ်လားအန္တရာယ်ပေါ်တဲ့ဘေးတတ်ရဲ့လောကအနေနဲ့ပြောရင်လောကအန္တရာယ်လို့ခေါ်တဲ့ရေဘေးမီးဘေးခုတ်သူဘေးအစာရည်ဒီအဖြစ်သားဆိုသမီးဆိုဘေးတွေပေါ်သလိုအိုနာသေးရေဒုက္ခဘေးလို့ခေါ်တဲ့ဘေးတွေကလည်းပေါ်တယ်ဒါရမဲလားဆိုတော့မကသေးဘူးငရဲတလိษံပြိတ္တာအတုတကယ်လို့ဆိုတဲ့အပယ်၄ပါးဘေးကလည်းပေါ်တယ်တဲ့တန္တရာဘေးတွေပေါ်တယ်ဒါမြင်လို့ရှိရင်ပြန်ပြောမယ်သွားတဲ့ခရီးကတူတူလားအရှိကြီးလားသွားနေတဲ့လူတွေကဘယေတရဲ့အကောင်းလားအယူလားရိက္ခာတွေအများကြီးပါဒလားရိက္ခာနည်းနေသေးလားအဲ့ဒီရိက္ခာနေတဲ့ကြတဲ့ကသွားတဲ့သန္တရာခရီးကချမ်းချမ်းသာသာဘေးရန်အန္တရာယ်ကင်းကင်းရှင်းရှင်းလားဘေးရန်ပေါ်လားဘေးရန်ပေါ်တဲ့အပြင်ကိုဘုန်းကြီးတို့ပြေးသားရင်နောက်တစ်ခုတစ်ခါဘာတွေရှိနေပြန်သေးတုံးဆိုလို့ရှိရင်တဲ့တဏမိတ်ဒေါသအမြဲမကွာမခွဲခွာသည်တဏမီခေါ်အကျဉ်းတော်ကလည်းပဲဘဟုမာယောတန္တရာကမထွက်ရအောင်မြူကြမာယာများလာပါ၏တန္တရာကြီးတွေကထွက်မသွားအောင်ဘုန်းကြီးတို့ကိုဘသူတွေကမြူဆွဲထားတုံးဆိုလို့ရှိရင်တဏှာတဲ့လောဘတဲ့အတူတူပဲတန်ရောစဉ်တဲ့အခေါ်တာပြောင်းသွားတယ်တဏှာတို့လောဘတို့တန်ရောစဉ်တို့ဆိုတာအတူတူပဲနာမည်လေးပဲပြောင်းသွားတာအဲ့ဒီတဏှာမြေခေါ်အကြည်တော်ကလည်းပဲဘဟုမာယောတန္တရာကမထွက်ရအောင်မြူကြမာယာများလာပါ၏တန္တရာကြီးတွေကထွက်မသွားအောင်မထွက်နိုင်အောင်လို့တဏှာလို့ခေါ်တဲ့မြူဆွဲသမားကရူပါယုံနေနဲ့မြူဆွဲထားတဲ့တတ္တယုံနေနဲ့မြူဆွဲထားတဲ့ကန္နာယုံနေနဲ့မြူဆွဲထားတဲ့ရတ္တယုံနေနဲ့ဘုဒ္ဓဘာယုံနေနဲ့အာယုံ၅ပါး
ကာမဂုဏ်တရားတွေနဲ့မြူဆွဲထားတဲ့အတွက်ကြောင့်မို့လို့ဘုန်းကြီးတို့တန်တရာတဲ့ကထွက်ဖို့လမ်းစမမြင်ဘူးတဲ့။ကိုင်းဘုန်းကြီးတို့ဘေးသားရဲ့အဲ့ဒါလေးဆိုကြည့်သမ်းမအောင်ရောက်ရဘဝဘေးရန်ကမြာလာလေတော့တာရောက်ရဘဝဘေးရန်ကမြာလာလေတော့တာရောက်ရဘဝဘေးရန်ကမြာလာလေတော့တာဘုထုဇဉ်အကြိုက်တဏှာလိုက်နိချိုင်မြူဆွဲတာဘုထုဇဉ်အကြိုက်တဏှာလိုက်နိချိုင်မြူဆွဲတာဒီတန္တရာခရီးချမ်းကြီးကမထွက်နိုင်အောင်ဘုန်းကြီးတို့ကိုဒီလိုမြူဆွဲပြီးတော့ရူပါယုံကောင်းကောင်းလေးတွေတတ္တယုံကောင်းကောင်းလေးတွေခန္ဓာယုံကောင်းတာလေးတွေနဲ့မြူဆွဲထားတော့ကဒီအယူဟာဒီသန္တရာထဲမှာပျော်နေတာတဲ့ဒါကြောင့်မို့လို့ဘုထုဇဉ်တွေရှောင်လန်းနေတဲ့သန္တရာခရီးချမ်းကြီးကဘာနဲ့တူတုံးဆိုလို့ရှိရင်ပရိသတ်ရဲ့ခယောင်းလန်းနဲ့တူတယ်ဘာလန်းနဲ့တူလဲခယောင်းလန်းဆိုတာချောချောမွေ့မွေ့မရှိဘူးရှိသလားတောထဲမှာခေါ်ရင်ခယောင်းလန်းဆိုတာဟာကြံတလားမမီနဲ့ဒုံဒုံချိုင်းချိုင်းဒုံဒုံချိုင်းချိုင်းနဲ့တခါတည်းဒီကတ္တရာလန်းလို့ပဲချောလိုက်မလို့လို့ခယောင်းလန်းဆိုတာအလွန်ကိုကြမ်းတဲ့လန်းပဲဒါကြောင့်ပုထုဇဉ်တွေရှောင်လန်းနေတဲ့လန်းကခယောင်းလန်းအရိယာတွေရှောင်လန်းနေတဲ့လန်းကနိဗ္ဗာန်လန်းကိုပန်းခင်းသောလန်းလို့ခေါ်တယ်နိဗ္ဗာန်လန်းကိုဘာလန်းလို့ခေါ်ဒါကြောင့်မို့လို့ဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့ဒီတန်တရာလမ်းကြမ်းကြီးခယောင်းလန်းကြီးကိုရှောင်နေရာကနေပြီးတော့နိဗ္ဗာန်တည်းဟူသောပန်းခင်းလန်းကိုရှောက်ဖို့လို့ဆိုတာအရေးကြီးပြီတဲ့ဒီခယောင်းလန်းကိုရှောက်နေသမျှတော့နိဗ္ဗာန်လန်းကိုရောက်မှာမဟုတ်ဘူးတဲ့ဒါကြောင့်မလို့ဘုန်းကြီးတို့ပြည်သားပေါင်းသူတော်ကောင်းတို့ဆိုကြည့်စမ်းမှာခယောင်းလန်းချမ်းတို့လျှောက်လန်းဘုံနာနိဗ္ဗာန်မရောက်ပါခယောင်းလန်းချမ်းတို့လျှောက်လန်းဘုံနာနိဗ္ဗာန်မရောက်ပါဆိုကြည့်ကိုလျှောက်နေတဲ့သန္တရာခရီးချမ်းကြီးကဘယိတရေပန်းခင်းတော်လမ်းမဟုတ်ဘူးတဲ့ခယောင်းလမ်းကြီးတဲ့ဒီခယောင်းလမ်းကြီးကိုလျှောက်နေတာဘလောက်ကြာပြီတုံးဆိုကြာပြီသန္တရာစတဲ့ကခဏတိတိုက်အောင်နိဗ္ဗာန်ဒီဟူသောပန်းခင်းလမ်းပေါ်ကိုတဖွားလေးမှချိန်မချမိသေးဘူးလျှောက်လိုက်ရတဲ့သန္တရာခရီးကြီးကကြမ်းကလည်းကြမ်းဒီလမ်းကဒါကြောင့်ဆိုကြည့်ပါလျှောက်ခဲ့ရတာတန်တရာများစွာကြာခဲ့တာလျှောက်ခဲ့ရတာတန်တရာများစွာကြာခဲ့တာလျှောက်ခဲ့ရတာတန်တရာများစွာကြာခဲ့တာအဲ့ဒီတော့ကိုလျှောက်ခဲ့တဲ့လမ်းကိုပြန်မြင်ပြီးတော့ကြည့်ဘုရားမြတ်စွာသာနာတော်ကြီးနဲ့တွေ့နေတဲ့ချိန်ကာလမှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကနိဗ္ဗာန်လမ်းကိုညွှန်ပြထားပြီတဲ့ခြေသားတို့ခြေသမီးတို့ဟောတာပန်းခင်းသောလမ်းပဲကွဒီလမ်းကိုမင်းတို့လျှောက်လမ်းပါလို့ဘုန်းကြီးတို့မြတ်စွာဘုရားရှင်ကိုတော်မြတ်ဒီလမ်းညွှန်တဲ့ဆရာတဲ့မကထေသကတဲ့စာလို့သုံးရင်နိဗ္ဗာန်လမ်းပြဘာလဲပိဋကရဲ့နိဗ္ဗာန်ကိုလမ်းပြပေးမဲ့လူရှိနေရဲ့သားနဲ့မှဒီလမ်းဟာပန်းခင်းသောလမ်းပဲဒီလမ်းဟာကျမ်းတဲ့ခယောင်းလမ်းပဲလို့
ပြပေးနေတဲ့သားနဲ့မှာနိဗ္ဗာန်တည်းဟူသောလမ်းပန်းခင်းသောလမ်းကိုမလျှောက်လမ်းမှုဆိုရင်အဲ့ဒါမလျှောက်တဲ့လူမှာပဲအပြစ်ရှိတယ်လမ်းပြတဲ့ပုဂ္ဂိုလ်နဲ့မဆိုင်တော့ဘူးဆိုင်သေးလားဧဒါမင်းလုံးရှင်ဘုန်းကြီးတို့ပြည်သားပေါင်းတော်တော်ကောင်းတို့ဘုန်းတော်6ပါးသခင်ဘုရားရှင်ကိုရောမြတ်ကနိဗ္ဗာန်ကိုလျှောက်ခြင်းရင်နိဗ္ဗာန်တည်းဟူသောပန်းခင်းလမ်းကိုလျှောက်ခြင်းရင်ဧကာယနာမေကတခုတည်းသောလမ်းရှိတယ်တဲ့တကြောင်းတည်းသောလမ်းနဲ့လမ်းအများကြီးမရှိဘူးတလမ်းနဲ့ရှိတယ်အဲ့ဒီတကြောင်းတည်းသောလမ်းကဘာလမ်းတို့ဆိုရင်ဧကာယနောအယံဘိခဝေမေဃောတတ္တနံဝိသုဒ္ဓိယသောကပရိဒေဝနံသမတိကမာယဒုက္ခဒေါမနတာနံအထင်ကမာယညာယတာဒီကမာယနိဗ္ဗာနတာသေရှိကိရိယာယယတိတံသတ္တာရောတတိပဋ္ဌာနာဟောတတိပဋ္ဌာနာသုတ်တံမှာဘုရားရှင်ကိုရောမြတ်အာမခံချက်ပေးထားတာစေတတော်တဲ့အကြောင်းတည်းသောလမ်းဆိုတာတတိပဋ္ဌာန်လမ်းဒီတော်လမ်းဆိုတာဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့ရဲ့တတိပဋ္ဌာန်လမ်းကိုပြောတာဗာလမ်းကိုပြောတာဧကာယနောအယံဘိက္ခွေမေဃောတတ္တနံဝိသုဒ္ဓိယဧကာယနမေဃတဲ့စာလို့ပြောရင်ဧကာယနမေဃဗါတယ်လေပြောကြည့်ဧကာယနာမေဃတကြောင်းဤတော့လမ်းဆိုတာတတိပဋ္ဌာန်လမ်းအခုယောဂီတို့ရှုမှတ်နေတာတတိပဋ္ဌာန်အလုပ်ယောဂီတို့ယခုရှုမှတ်နေတာဘာအလုပ်လဲသွားလဲတတိစားလဲတတိဆိုတာအမှတ်ကိုပြောတာဒီလိုမဟုတ်လားထားတဲ့အခါမှလည်းအမှတ်ကလေးနဲ့ထိုင်တဲ့အခါမှလည်းအမှတ်ကလေးနဲ့ထိုင်လမ်းလျှောက်တဲ့အခါလည်းအမှတ်ကလေးနဲ့သွန်စားတဲ့နေရာမှာလည်းအမှတ်ကလေးနဲ့ရေချိုးတဲ့နေရာမှာလည်းအမှတ်ကလေးနဲ့တဲ့အဲ့ဒီလိုအမှတ်တွေမှတ်နေတယ်ဆိုတာတတိကတ်နေတာဘာကတ်နေတာလဲတတိကတ်နေရင်လမ်းကြောင်းပေါ်ရောက်နေတာတတိကတ်နေရင်ဘယ်ပေါ်ရောက်တတိကတ်နေရင်လမ်းကြောင်းပေါ်ရောက်နေတာဘယ်လမ်းလဲတတိပဋ္ဌာန်လမ်းဘယ်လမ်းလဲတတိပဋ္ဌာန်လမ်းကိုလျှောက်တဲ့ပုဂ္ဂိုလ်တွေကိုဘုရားရှင်ကိုရောမြတ်ကအာမခံချက်ပေးထားတာ9ချက်ရှိတယ်ဘယ်နှချက်ရှိတယ်တရားအထုတ်ထားတဲ့ပုဂ္ဂိုလ်တွေဟာငါဘုရားအာမခံချက်9ချက်ပေးမယ်တဲ့ဂိုင်းပရိသတ်ရဲ့အဲ့ဒီအာမခံချက်9ချက်ကိုဆိုကြည်ရအောင်ကိလေသာတံစင်ကြယ်ယံတတိပဋ္ဌာန်လမ်းကိုလျှောက်ရမယ်ကိလေသာတံစင်ကြယ်ယံတတိပဋ္ဌာန်လမ်းကိုလျှောက်ရမယ်အဲ့ဒါနံပါတ်1လောဘဒေါသမောဟမာနရာဂအစရှိသည့်အပြင်ကိလေသာတွေစင်ကြယ်စေခြင်းရင်တတိပဋ္ဌာန်လမ်းကိုလျှောက်တဲ့ဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့အခုအတန်နေကြားရင်လည်းပဲဘာကြားရင်ကြားတယ်လို့မှတ်နေတယ်ကြားရင်ကြားတယ်လို့မှတ်နေခြင်းဘုန်းကြီးတို့ပြည်သားရဲ့အဲ့ဒီနာမှာကြားတဲ့အတန်ပေါ်မှာလောဘဖြစ်သလားဒီတန်လေးตายရလိုက်တာဒီတန်လေးကောင်းလိုက်တာလို့အဲ့ဒီအတန်ပေါ်မှာตายရတဲ့တဏှာလောဘမဖြစ်ဘူးတဲ့ရှုမှတ်နေရင်တဏှာလောဘငြိမ့်တယ်ငြိမ့်သလားမငြိမ့်ဘူးလားမရှုမှတ်နေတော့ဖြင့်အဲ့ဒီအတန်နောက်ကိုလိုက်ပြီးတော့ဒီတန်ဘုဒ္ဓတန်လေဒီသချင်းလေးနားထောင်လို့ကောင်းနေတယ်နားထောင်နေအဲ့ဒါတဏှာလောဘဖြစ်တယ်ရှုမှတ်နေရင်တဏှာလောဘမဖြစ်ဘူးဘုရားကလည်းရှုမှတ်ဖို့လို့မာလူကြပုဒ္ဒသုတ်တံမှာမာလူကြကိုဟောတာရှိတယ်ဒိဋ္ဌိဒိဋ္ဌမတ္တံသုတေသုတ္တမတ္တံဘာကိုမြင်စေကာလမှာမြင်တယ်မှကြားရင်လည်းကြားစေကာလမှာကြားတယ်မှဆိုတာဘုရားကလမ်းပြနေတာဘုရားမိန့်တော်မူတဲ့အတိုင်းရှုမှတ်နေရင်ဘုရားခင်းမေသောပန်းခင်းလန်းကိုရှောက်နေတာနဲ့တူတယ်။ဒါကြောင့်မို့လို့ဘုန်းတော်6ပါးသခင်သဗ္ဗညုဘုရားရှင်ကိုရောမြတ်ကြီးကကိလေသာတံစင်ကြယ်ယံတတိပဋ္ဌာန်လမ်းကိုရှောက်ရမယ်တဲ့ခြေသားတို့ကိလေသာကင်းမယ်တဲ့။ဘာကင်းမယ်လဲ။ကိုင်းနောက်တကူဆိုရင်ပူပန်လွမြောက်ရန်တတိပဋ္ဌာန်လမ်းကိုလျှောက်ရမယ်
စိုးရိမ်ပူပန်လွတ်မြောက်ရန်တတိပဋ္ဌာန်လမ်းကိုလျှောက်ရမယ်စိုးရိမ်ခြင်းဆိုတာအမျိုးမျိုးရှိတယ်ပုရုษေမှန်သမျှတော့ကိုယ်ကလည်းစိုးရိမ်ရတာပဲဒီကလည်းစိုးရိမ်ရတာပဲအဲ့ဒီစိုးရိမ်မှုတွေကိုပယ်ဖြောက်စေခြင်းရင်တတိပဋ္ဌာန်ရှုမှတ်မှုနဲ့နေတဲ့နှစ်ချက်ရသွားပြီနောက်တစ်ခုဆိုငိုကြွေးမှုမှန်လွတ်မြောက်ရန်တတိပဋ္ဌာန်လမ်းကိုလျှောက်ရမယ်ငိုကြွေးမှုမှန်လွတ်မြောက်ရန်တတိပဋ္ဌာန်လမ်းကိုလျှောက်ရမယ်မျက်ရည်ပေါက်ကြီးငယ်ကြပြီးတော့သားသေးလို့ငိုရမယ်လင်းသေးလို့ငိုရမယ်အိမ်မီးလောင်းလို့ငိုရမယ်ရှိပွားပြက်လို့ငိုရမယ်အဲ့ဒီလိုငိုကြွေးမှုတွေအလုံးကိုချုပ်ငြိမ်းခြင်းရင်ရုပ်သိမ်းခြင်းရင်တတိပဋ္ဌာန်တရားအထုတ်ပါတဲ့အမခံချက်၃ခုပေးထားပြီးနောက်တစ်ခုဆိုပါကိုဆင်းရဲမှန်ချုပ်ငြိမ်းရန်တတိပဋ္ဌာန်လမ်းကိုလျှောက်ရမယ်ကိုဆင်းရဲမှန်ချုပ်ငြိမ်းရန်တတိပဋ္ဌာန်လမ်းကိုလျှောက်ရမယ်ကိုယ်ထဲမှာရှိနေတော့ဆင်းရဲဒုက္ခမှန်သမျှတွေကိုချုပ်ငြိမ်းခြင်းရင်တတိပဋ္ဌာန်တရားအားထုတ်တတိပဋ္ဌာန်တရားတွေကြကြအားထုတ်လို့တမာတိအားတွေကောင်းလာပြီတမာတိအရှိန်တွေတက်လာရင်ပညာတွေဖြစ်မယ်ပညာတွေဖြစ်လာရင်တရားမှတ်တဲ့အခါမှာငြိမ့်အေးပြီးတော့ဘာဝေဒနာမှမရှိဘဲနဲ့ခန္ဓာကိုယ်မှာကာယိကဒုက္ခဆိုတာတချို့များ3နာရီ4နာရီထိုင်တယ်ဘာဝေဒနာမှမလားတမာတိအရှိန်ရသွားတော့တရားကခေါ်တော့ပါသွားတော့ကိုယ်စိတ်ကိုကငြိမ့်ချမ်းပြီးတော့နေတာအဲ့ဒီကိုယ်နဲ့တွဲနေတဲ့စိတ်ဟာလည်းပဲငြိမ်းချမ်းပြီးတော့နေတယ်တဲ့ဒါကြောင့်ဆိုလိုက်အောင်စိတ်ဆင်းရဲမှန်ချုပ်ငြိမ်းရန်တတိပဋ္ဌာန်လမ်းကိုလျှောက်ရမယ်စိတ်ဆင်းရဲမှန်ချုပ်ငြိမ်းရန်တတိပဋ္ဌာန်လမ်းကိုလျှောက်ရမယ်စိတ်ထဲမှာဆင်းရဲနေပြီဆိုလို့ရှိရင်တတိပဋ္ဌာန်တရားအထုတ်တာတတိပဋ္ဌာန်တရားအထုတ်ထားတဲ့ပုဂ္ဂိုလ်တွေကစိတ်ဆင်းရဲစရာကြုံလာပြီဆိုလို့ရှိရင်တဲ့သူတရားကသူ့ကိုစိတ်ချမ်းသာအောင်ဖြည့်ချင်းပေးသွားလိမ့်မယ်နောက်တစ်ခုဆိုပါအရိယာမေညာရဖို့ယံတတိပဋ္ဌာန်လမ်းကိုလျှောက်ရမယ်အရိယာမေညာရဖို့ယံတတိပဋ္ဌာန်လမ်းကိုလျှောက်ရမယ်သောတာပတ္တိမေညာဘုံညာတဂရဂမိအနာဂာမိအရဟတမေအရဟတဖို့ဆိုတဲ့မလေးစဉ်ဖို့လေးစဉ်မေညာဘုံညာတွေကိုရချင်ရင်တတိပဋ္ဌာန်တရားပဲရှိတယ်တဲ့ဧကာယနာမေကတကြောင်ဤသောလမ်းဟာဒါပဲတဲ့မဉ္ဇဉ်ဘုံညာရခြင်းရင်လည်းပဲတတိပဋ္ဌာန်ပဲအထောက်ရမယ်နောက်တစ်ခုဆိုလိုက်ပါငြိမ်းအေးနိဗ္ဗာန်ရောက်ဖို့ယံတတိပဋ္ဌာန်လမ်းကိုလျှောက်ရမယ်ငြိမ်းအေးနိဗ္ဗာန်ရောက်ဖို့ယံတတိပဋ္ဌာန်လမ်းကိုလျှောက်ရမယ်ဧတန္တိဒုက္ခလို့ခေါ်တဲ့ငြိမ်းအေးတဲ့နိဗ္ဗာန်ချမ်းသာကြီးကိုလိုချင်ရင်လည်းပဲတတိပဋ္ဌာန်လမ်းကိုပဲလျှောက်ပါခြေသားတို့လိုဘဂဝါဘုန်းတော်၆စုအောင်လံသူဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကဝါစာကရုဏာရှိတာမေတ္တာအဖြင့်မိန့်ကြားတော်မူလိုက်ပါပေတည်းတတိပဋ္ဌာန်တရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေကိုဘုန်းတော်6ပါးသခင်သဗ္ဗညုဘုရားရှင်ကိုယ်တော်မြတ်ကြီးကအာမခံချက်9ချက်ပေးထားတယ်။ဘယ်နှချက်ပေးထားလဲ။အဲ့ဒီ9ချက်လုံးဟာဘုန်းကြီးတို့ပြည်တဲ့တတိပဋ္ဌာန်တရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေရရှိရမယ့်အကျိုးကျေးဇူးတရားပါပဲလို့အဲ့ဒီတော့မြတ်စွာဘုရားညွှန်ပြတော်မူတဲ့
ဧကယနာမေဃလို့ခေါ်တဲ့တတိပဋ္ဌာန်လမ်းကြောင်းပေါ်မှာအခုဘုန်းကြီးတို့ယောဂီတွေရောက်နေပြီတရားရှုမှတ်တဲ့ဆိုတာတတိပဋ္ဌာန်လမ်းပေါ်ကိုတက်လာတာတရားရှုမှတ်တဲ့ဆိုတာဘယ်လမ်းပေါ်တက်လာတာဒါကြောင့်မို့လို့တို့ယောဂီများဘုရားသာသနာတွေ့ကြုံနေခိုက်အားဆိုင်ရှုပါတတိပဋ္ဌာန်တရားရှုပွားတာဟာပန်းခင်းလန်းရှောင်းလန်းနေတာပါတဲ့ဟောကိုလျှောက်တဲ့လမ်းကိုကိုကြည့်သမ်းပါဘေးသားရေမနေ့မိုးလင်း3 နာရီခွဲ4 နာရီလောက်တဲကနေတခါတည်းမပြတ်ဒလဇရှုမှတ်နေတာည9 နာရီအထိဘယ်နှနာရီအထိတဲ့တဏှာဤထလိုက်တဏှာဤစဉ္ညာလျှောက်လိုက်တရားဒီနာလိုက်နဲ့ကုသိုလ်စုပုံကြီးလျှောက်လှမ်းနေတာတတိပဋ္ဌာန်တရားကပ်ပြီးတော့တတိကပ်ပြီးတော့ရှုမှတ်နေတယ်ဆိုတာဘုန်းကြီးတို့ပြေသားပေါင်းတော်ကောင်းတို့ကိုအထင်မသေးနဲ့ပန်းခင်းလမ်းပေါ်ကိုရောက်နေတာဘယ်လမ်းပေါ်ရောက်နေတာဒီပန်းခင်းလမ်းပေါ်မှာလျှောက်ခွင့်ရှိတာဘယ်နှရက်လဲ9 ရက်ပဲဟုတ်တယ်မလားပြီးလို့ရှိရင်ပြန်သွားမယ်ခရောင်းလမ်းကိုဘယ်လမ်းကိုလဲအခုဒီမှာရှောက်နေတာဘာလမ်းလဲပန်းခင်းလမ်းနဲ့ခရောင်းလမ်းဘယ်လမ်းကကောင်းတယ်ပြောတော့ပြောတယ်ပန်းခင်းလမ်းကိုင်းရင်ပန်းခင်းလမ်းပေါ်ပဲရှောက်နေပေါ့ဘာဖြစ်လို့ဒီခရောင်းလမ်းကိုပြန်နေတာလဲပြန်နေတာမှတခါတည်းပြောမနေနဲ့တော့ရက်ကိုတွက်တယ်အခုတည်းကဒီရတဲ့လာလျှောက်တဲ့လူဘုံဘုံနဲ့ဘယ်နှနာရီတရားသိမ်းပါလဲတဲ့ဩဒုက္ခပဲတရားပဲမနဲ့4 နာရီထိုးတဲ့ကသိမ်းမိလိုက်ရဘုံတော့ပေါ့အောင်လေသူတို့ပန်းခင်းလမ်းမှာမနေခြင်းဘူးထင်တယ်ဒီလောက်တခါတည်းစားဖို့တောက်ဖို့နေဖို့ထိုင်ဖို့ပြည့်ပြည့်စုံစုံထမင်းလက်ဆေးပြီးစားရုံပဲစားပြီးထသွားရုံပဲပကံလှဲ့ကိုမကြည့်အောင်ပန်းခင်းလမ်းဘာလမ်းလဲပြေးတာပန်းခင်းလမ်းပေါ်မှာရှောက်နေတာပြန်ကျင်နေသေးတယ်ဒီခရောင်းလမ်းကိုဘာပြန်လုပ်မလဲလို့မပြန်လို့မရသေးဘူးဗျာတပည့်တို့ကအယူတွေဟိုးလို့ဟုတ်တယ်ဟုတ်လားအယူတွေဆိုတော့လိုအိတ်ထဲမှာထည့်ထားတာတွေကအစုပ်တွေပလုတ်တွေကရှိသေးတယ်ဟိုမှာကဟိုမကြံနေခဲ့တာပါလေလေတိုးတိုးပြောနေအိမ်ကလူတွေကြားတော့ငါတို့အစုပ်ပလုတ်ပြောတယ်ဆိုပြီးတော့တခါအိမ်ရောက်မှရံဖြစ်ရင်အဲ့ဒါကိုမပါဘူးအဲ့ဒီတွေတော့အမေသူတို့ကဟိုမှာဘုန်းကြီးဥတည်သောအာကုနဲ့ချမ်းပြေးမြန်ရောက်မှငါတို့ကအစုပ်ပလုတ်ပြောတယ်တတ္တိရှိအိမ်မောတက်လာခဲ့ဆိုတော့အတ္တမဒုက္ခရောက်ကုန်လိမ့်မယ်နော်ကိုင်းနေတော်မေတ္တတည်းတို့ရှောင်းနေတာပန်းခင်းလန်းဘာလန်းလဲဆိုလိုက်ပါတို့ယောဂီများဖရာသာသနာတွေ့ကြုံနေခိုက်အားဆိုင်ရှုပါတတိပဋ္ဌာန်တရားရှုပွားတာဟာပန်းခင်းလန်းရှောက်လန်းနေတာပါတို့ယောဂီများဖရာသာသနာတွေ့ကြုံနေခိုက်အားဆိုင်ရှုပါတတိပဋ္ဌာန်တရားရှုပွားတာဟာပန်းခင်းလန်းရှောက်လန်းနေတာပါဒါကြောင့်မို့လို့ဘုရားရှင်ကိုရောမြတ်ကခရောင်းလန်းနဲ့ပန်းခင်းလန်းကိုခွဲခွဲခြားခြားပြတော်မူထားတယ်တဲ့ရှင်သားတို့ကြိုက်တဲ့လမ်းသာလျှောက်ပေတော့အဲ့တော့ဘုန်းကြီးတို့ယောဂီတွေအခုပန်းခင်းလန်းကိုလျှောက်လှမ်းတယ်လို့ဘုန်းကြီးတို့မြတ်စွာဘုရားရှင်ကိုရောမြတ်လက်ထက်တော်တုန်းကလည်းပဲပန်းခင်းလန်းကိုလျှောက်လှမ်းသွားတဲ့ယဟန္တာကြီးတစ်ပါးရှိတယ်တဲ့အဲ့ဒီယဟန္တာကြီးရဲ့ဘဝခရီးကိုစရမယ်ဆိုလို့ရှိရင်ဘယ်ကစမလို့ကဘာတသိန်းကစရလိမ့်မယ်ဘယ်ကစမလဲကဘာတသိန်းသောကိတဘဒုမုဒ္ဒရတဘဂဝတောကာလေရုက္ခဒေဝတာဟုတ်တဝနိဗ္ဗာတောဒီနေ့ဟောမယ်ဧကဓမ္မသဝနိယယဟနာအလောင်းဟာဘဒုမုဒ္ဒရတဘဂဝတောကာလေတဲ့ကဘာတသိန်းထက်မှာပွင့်တော်မူတဲ့မြတ်စွာဘုရားကဘဒုမုတ္တရမြတ်စွာဘုရားတဲ့ကြွလေရခြေလန်းတိုင်းမှာအောက်ကဘရုံမှာကြာပွင့်ကြီးတွေခံမေးရလို့ပွင့်မေးရလို့မြေကြီးတဲကနေပြီးတော့
ဒါကြောင့်ဒီမြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့ဘွဲတော်ကိုဘဒုမုတ္တရမြတ်စွာဘုရားလို့ဒီလိုခေါ်တယ်အဲ့ဒီဘဒုမုတ္တရမြတ်စွာဘုရားရှင်ကိုရောမြတ်လက်ထက်တော်ဟောဒီဧကဓမ္မသဝနိယယဟန္တာအလောင်းဟာဘာဖြစ်နေတုံးဆိုရုက္ခဒေဝတာတဲ့ယုတ်ကစိုးနတ်မင်းကြီးဖြစ်နေတယ်ဘာဖြစ်နေလဲယုတ်ကစိုးဆိုတာတစ်ပင်မှာနေတာဘာမှနေတာလဲတစ်ပင်မှာနေတဲ့ယုတ်ကစိုးနတ်မင်းကြီးဖြစ်နေတယ်ဘုရားတော်ပြည့်တဲ့ယုတ်ကစိုးမြင်ဘူးလားဩယုတ်ကစိုးမမြင်ဘူးလို့ရှိရင်ဟိုမှာတိတ်ခွေထဲမှာကြည့်ပါလားလို့ဥတုပ်ပေါ်ကြီးမှာဝတ်ထားတာမှာအောင်မဆိုပြီးတော့ဆင်းလာတာတွေ့တယ်မဟုတ်လားလို့အဲ့ဒါမတွေ့ဘူးလားတော်တော်လှတဲ့ယုတ်ကစိုးအဲ့ဒါတခါလေယုတ်ကစိုးမင်းကြီးဖြစ်နေတာတဲ့ရုက္ခဒေဝတာဟုတ်တဝနိဗ္ဗာန်တော်တဲ့ယုတ်ကစိုးနမင်းကြီးဖြစ်သူသစ်ပြင်းနဲ့သူ့ဘုံဝိမာန်နဲ့သူတခါလေနေထိုင်နေတာပေါ့တနေ့တော့ဂတိမယေဘိက္ခုမေဃမုံလေးမဟာရင်ကြီးဝိစရံတေဒိဋ္ဌဝါအနုကမ္ပမနောအတ္တနောဘဝနာတောဩတရိတဝါကတိပယေနေငယ်ကုန်သောဘိက္ခုယဟန်တော်တို့သည်မေဃမုံလေးမျက်စိလေလမ်းမတတ်သောမဟာရင်ကြီးတောအုပ်ကြီး၌ဝိစရဏနေသွားလာလက်လဲနေသည်တို့ကိုဒိဋ္ဌဝါတွေ့မြင်ရ၍အနုကံပမနောအစဉ်သနာသည်ဖြစ်၍အတ္တနာမိမိရဲ့ဘဝနာတော်နေရာဘုံဗိမာန်မှဩရိတဝါသက်ဆင်း၍ဒီနေ့တော့အဲ့ဒီယုတ်ကစိုးနမင်းကြီးနေနေတဲ့တောကြီးတဲ့ကိုမဟာရင်ကြီးတဲ့အလွန်နဲ့တဲ့တောကြီးတွင်ကိုတန်ဃာတော်တအုပ်စုတဲ့ခကြီးကြွလာရင်နဲ့တောအုပ်ကြီးတဲ့ကိုရောက်ပြီးတော့မျက်စိနဲ့လမ်းမှပြီးတော့တောတဲ့ကမထွက်နိုင်တော့ဘူးတဲ့ဘယ်ရောက်လို့ဘယ်ရောက်မှမသိဟိုဝင်ဒီထွက်ဟိုဝင်ဒီထွက်တောကြီးကလည်းမောင်းမဲသွားလေမျက်စိလဲလေသွားလေမျက်စိလဲလေဒီလိုဖြစ်နေတာကိုတော်တွေကြောက်ကလည်းကြောက်တောအုပ်ကြီးဆိုတော့အဲ့ဒီလိုမျက်စိလဲလမ်းမှပြီးတော့ကြွတော်မူလာကြတဲ့တန်ဃာတော်တွေကိုဟောဒီယုတ်ကစိုးနမင်းကြီးကမြင်တဲ့အခါကျတော့မှသူ့နေရာဘုံမိတ်မှန်ဘောကရှင်းပြီးတော့ဘေးတတ်တယ်ဘယ်လိုလုံးလိုက်တုံးလို့ဆိုတော့တကိုးနဲ့ဖန်ဆင်းလိုက်တဲ့တဲလေးတစ်လုံးတဲ့အဲ့ဒီတဲလေးမှာထင်းခုတ်တဲ့အဖိုးအိုရောင်ဖန်ဆင်းပြီးတော့မိကိုလေးတလူလူနဲ့ရင်သွေးချမ်းအိုးလေးတဲလို့ပေါ့အဲ့ဒီမှာဖန်ဆင်းပြီးတော့သူထားတာအဲ့ဒါမိကိုလေးတွေ့တော့တန်ဃာတော်တွေကဟေ့ရှေ့မှာမိကိုတန်းလေးတွေ့တယ်မိကိုရှိရင်လူရှိနိုင်တယ်လာသွားကြတော့ဆိုပြီးတော့အဲ့ဒီမိကိုတန်းလေးရှိတဲ့ဘက်ကိုမှန်းပြီးတော့လာဟာအဖိုးအိုကြီးတယောက်ပါလားအဲ့နဲ့သင်္ဃာတော်တွေကြွလာတာတွေ့တဲ့အခါကျတော့အဲ့ဒီမှာသံဃာတော်တွေကပြောတယ်တခါကြီးယုတ်ကစိုးမှလည်းမသိဘူးပေါ့တခါကြီးကျုပ်တို့မျက်စိလဲလမ်းမပြီးတော့ဒီတောတဲ့ကမထွက်နိုင်တာကြာပြီအဲ့ဒါတခါကြီးသိရင်ကျုပ်တို့ကိုလမ်းလေးပါလေးကူညီပြီးတော့ပြပါအောင်လို့အကျိုးအကြောင်းရှင်းပြတဲ့ခါကျတော့ယုတ်ကစိုးနမင်းကြီးကကဲတပည့်တော်လမ်းသိပါတယ်ဗျာဒီမှာနေတာကြာပြီအဲ့တော့ကိုတော်တို့မျက်စိလဲလမ်းမပြီးတော့ဆွန်းလဲမဖုံးပေးရတာကြာပြီမို့လားကိုတော်တို့ကြည့်ရတာအားအင်းနေနဲ့ရှိနေနေပြီအဲ့တော့တပည့်တော်တဲပေါ်တဲရှင်ဘုရားတော်ကိုတပည့်တော်သောက်တော်ရည်နဲ့သစ်သီးများကပ်ပရသေးဘုရားတဲ့ရေချမ်းတဲ့သစ်သီးလှူဒန်းတာဝေသတ္တေအဲ့ဒီလိုရေချမ်းတဲ့သစ်သီးတွေလှူဒန်းမိတဲ့အခါကျတော့မှသံဃာတော်တွေအမောပြေရေဖုံးမေးသစ်သီးဖုံးမေးလို့ပြီးတဲ့အခါကျတော့မှလမ်းညွန်တဲ့ရှင်ဘုရားတို့ဟောဒီကနေပြီးတော့မြောက်ဘက်တဲ့တဲ့ကိုသွားပါဗျာသစ်ပင်ကြီးတပင်တွေ့လိမ့်မယ်သစ်ပင်ကြီးတပင်တွေ့ရင်ဘယ်ဘက်ကိုချိုးလိုက်ပါဘယ်ဘက်ချိုးလိုက်တာနဲ့လူသွားတဲ့လမ်းတွေ့ပါလိမ့်မယ်ဗျာအဲ့ဒီလူသွားတဲ့လမ်းကနေပြီးတော့ရှင်ဘုရားတို့သွားလိုက်လို့ရှိရင်ဒီတော့ကြီးတွင်းကလွန်မြောက်လို့ရှင်ဘုရားတို့လိုတဲ့ခရီးကိုရောက်ပါလိမ့်မယ်ဘုရားလို့အဝေါ်စာကောင်းစွာမသွေလမ်းညွန်ပြသလိုက်ပါပြီတကားဒေတမတတေတဝံဘောဇေတဝါယထာတိပိတာဌာနံပါပိတိ
တေထိုမျက်စိလည်းလမ်းမနေသောယဟန်တော်တွေကိုသမတာတေတဝါနှစ်သက်စေပြီး၍ဘောဇိတ်တဝါတောက်ရည်သစ်သီးတို့ကိုဖုံးပေးစေပြီး၍ယထာဒိဋ္ဌိတာဌာနအလိုရှိရာဌာနသို့ပါပေတိရောက်စေတော်မူခဲ့လေပြီတဲ့လမ်းညွန်ပေးလိုက်တာဘာညွန်ပေးလိုက်တာကိုင်းဆိုလိုက်ပါယုတ်ကဆိုနဖြစ်လာသောအခါမျက်စိလည်းညာလမ်းမတန်ကတောက်ရည်ကပြီးတည်တည်လူရာလမ်းမှမြညွန်ကြားခဲ့လေတာယုတ်ကဇုနာဖြစ်လာသောအခါမျက်စိလည်းညာလမ်းမတန်ကတောက်ရည်ကံပြီးတည်တည်လူရာလမ်းမှမြညွန်ကြားခဲ့လေတာအဲ့ဒါမက္ကဒေသကလမ်းညွန်တဲ့ကုသိုလ်တဲ့ဒါကြောင့်ဘုန်းကြီးတို့ပြည်သားပေါင်းသူတော်ကောင်းတို့အဲ့ဒါသူများတဲ့ကလမ်းမသိလို့မေးရင်တေးသေးချာချာပြရတယ်ဘယ်လမ်းလဲဘယ်နာသွားလဲလမ်းမေးလို့ရှိပြောရတယ်ပြရတယ်လမ်းညွန်တဲ့ကုသိုလ်သောတေနပုံညာကံမေနဒေဝမနုဿေတုတန္တရံတောသောတောယုတ်ကသောနာမင်းကြီးသည်တေနပုံညာကံမေနတောထဲမှာမျက်စိနဲ့လမ်းမစံတဝါဝါနဲ့သွားနေတဲ့တန်ဃာတော်အရှင်သူမြတ်တို့ကိုပုံညာကံမေနလမ်းခရီးကိုညွန်ပြခဲ့တဲ့ကုသိုလ်ကံကြောင့်ဒေဝမနုဿေတုတန္တရံတောဒေဝမနုဿေတုလူပြည်နတ်ပြည်တဲ့ဘယ်ပြည်နဲ့ဘယ်ပြည်လဲလူပြည်နတ်ပြည်လို့ခေါ်တဲ့သုဂတိဘုံနေမှာတန္တရံတော်သွားကြည့်ပြန်ကြည့်လူပြည်ကမနေလို့သေနတ်ပြည်တက်သွားလိုက်နတ်ပြည်ကမနေလို့သေလူပြည်ပြန်ဆင်းလာလိုက်နဲ့အဲ့ဒီလိုသွားရင်လာရင်လဲလဲရင်နဲ့ကာတပေဘဂဝတိလောကေဥပ္ပိစိတဝါကတ္တဗုဒ္ဓကိစ္စေပရိနိဗ္ဗုတေတတမိန်ခလေပရဏတိသာဇာကိကိနာမအဟောတိကတ္တပေဘဂဝတိကတ္တဗဘုရားရှင်ကိုရောမြတ်သည်လောကေလောက၌ဥပ္ပိစိတဝါပွင့်တော်မူပြီး၍ကတ္တဗုဒ္ဓကိစ္စေပရိနိဗ္ဗုတေဗုဒ္ဓကိစ္စပြုပြီး၍ပရိနိဗ္ဗာန်ဝင်ဆံတော်မူသည်ရှိသောတတမိန်ကာလေထိုအခါကာလ၌ကိကိနာမကိကိအမည်ရှိသောဗာရာဏသီရာဇာဗာရာဏသီမင်းသည်အဟောတိကောင်းစွာမသွေဖြစ်ခဲ့ပါပေပြီတကားလူပြည်နတ်ပြည်စုံစံသွားလာရင်နဲ့လောကသုံးပါးမှာပရိသတ်ရေကတ္တပဖယားပွင့်တော်မူပြီတဲ့အဲဒီလိုကတ္တပမြတ်စွာဘုရားရှင်ကိုရောမြတ်ပွင့်တော်မူပြီးတော့တတ္တဝဝေနေရတွေကိုတရားရည်အမြိုက်စေးတိုက်ကျွေးပြီးတော့ကတ္တပဘုရားပြိဋိဘံစံတော်မူသွားပြီကတ္တပဘုရားပြိဋိဘံစံတော်မူသွားပြီးသည့်နောက်မှာဒီယုတ်ကဇောနတ်မင်းကြီးဟာဘုန်းကြီးတို့ပရိသတ်ရေဗာရာဏသီပြည်မှာသွားဖြစ်တယ်တဲ့ဗာရာဏသီမင်းကြီးနာမည်ကကိကိမင်းတဲ့ဗာမင်းတဲ့လေသူတို့ရဲ့ခမဲတော်မင်းကြီးနာမည်ကကိကိမင်းကြီးတဲ့အဲ့ဒီကိကိမင်းကြီးနတ်ရွာဆံကံတော်ကုံသွားတော့သားတော်တွေကြံနေခဲ့တဲ့ပုထုဝိန္ဒမင်းနဲ့သူတာမမင်းနဲ့ကိကိပြမရမင်းကြီးနတ်ရွာဆံကံတော်ကုန်ပြီးတဲ့နောက်မှာသာတော်ပုထုဝိနမင်းနတ်တက်တယ်သာတော်ပုထုဝိနမင်းနတ်ဆင်းပြီးတဲ့နောက်မှာသာတော်သူတာမမင်းနတ်တက်တယ်အဲ့ဒီသူတာမမင်းနတ်တက်ပြီးတဲ့နောက်မှာဘုန်းကြီးတို့ပြေးသားရဲ့အခုယုတ်ကဇုနတ်မင်းကြီးဟာသူ့အဖေနာမည်ကိုရှေ့ကယူပြီးတော့ကိကိဗြဟ္မဒမင်းတဲ့ဗာမင်းနဲ့လေသူခမဲတော်နာမည်ကကိကိမင်းကြီးအဲ့ဒါခမဲတော်ရဲ့နာမည်လည်းပါအောင်ဆိုပြီးတော့သူ့ကိုသူကိကိဗြဟ္မရမင်းဆိုတဲ့အဲ့ဒါဘွဲ့ခံယူပြီးတော့
ပါရဏသီရွှေနန်းမှာစိုးစံလာတာပရိသတ်ရေသူ့လက်ထက်မြောက်တော်မင်းက40တိုင်ပြီး40မြောက်မင်းယောဂဇောနမင်းကဘယ်နဲ့ဆက်မြောက်မင်းလဲ40မြောက်ကိကိဗြဟ္မရမင်းဖြစ်ရတယ်သူ့လက်ထက်ရောက်လာတဲ့အခါကျတော့ကတ္တဗဘုရားသာသနာကွယ်သွားပြီကတ္တဗဘုရားသာသနာရှိသေးလားဒါကြောင့်ဘုန်းကြီးတို့ပြောတယ်တက်တော်ရှည်မြတ်စွာဘုရားတို့ဒီသာသနာကိုအကြာကြီးမထားခဲ့လပိုင်းလောက်ပဲကျန်နေခဲ့တဲ့သာသနာအများဆုံးနှစ်ပဲထောင်ချီပြီးဘယ်တော့မှမထားခဲ့ဘူးဆိုတာအခုလက်တွေ့ပဲဒီမှာအဲ့ဒါမင်း40တိုင်တိုင်းတိုင်းပြည်အုပ်ချုပ်သူ40မြောက်သူ့လက်ထက်ကြလဲကြရောကတ္တဗဘုရားလည်းပြိဋိဘံစံသွားပြီသာနာတော်ကြီးလည်းကုံသွားပြီအဲ့တော့သာသနာတော်လည်းကုံသွားပြီကတ္တဗမြတ်စွာဘုရားကိုလည်းမဖူးလိုက်ရတော့ဘူးသူကံဆိုးတယ်သာသနေအန္တရာဟိတေဓမ္မသဝနံအလဗံတောသာသနေသာသနာတော်မြတ်ကြီးသည်အန္တရာဟိတောကွယ်သည်ရှိသောတဓမ္မသဝနံသူတော်ကောင်းတရားကိုနာကြားခြင်းကိုအလဗံတောမရသည်ဖြစ်၍တဲ့သာသနာကွယ်သွားပြီဆိုတော့ယဟန်တန်ဃာတွေရောရှိသေးလားယဟန်တန်ဃာတွေလည်းမရှိတော့ဘူးဆိုတော့တရားဟောမဲ့ပြောမဲ့ပုဂ္ဂိုလ်တွေရောရှိသေးလားဒါကြောင့်မို့လို့ဘုန်းကြီးတို့ပိဋကရေသာသနာကွယ်ကြောင်းတရားကောင်းနေတဲ့မှာတရားရှင်ကိုရောမြတ်ဟောတော်မူတာရှိတဲ့အင်္ဂုတ္တပါဠိတော်ကြီးမှာသာသနာကွယ်တယ်ဆိုတာဘုရားအဆုံးမှာသာသနာကွယ်သွားတယ်ဆိုတာဘုန်းကြီးတို့ပိဋကရေကွယ်ခြင်းလို့ကွယ်တာမဟုတ်ဘူးအကြောင်းနေဖြစ်ပေါ်လာလို့သာသနာကွယ်သွားတာတဲ့ကိုင်ပိဋကရေသာသနာကွယ်ကြောင်းဆိုကြည့်စမ်းမှာအင်္ဂုတ္တလာသာသနာကွယ်ကြောင်းတရားအပေါင်းကယဟန်များတို့တရားမနာစာပေမသိနှုတ်တွင်မဆောင်သိအောင်မပြုဓမ္မနုဓမ္မပฏิပတ်ကွာဤငါဖြာသည်ဖယားသာသနာကွယ်ကြောင်းသည်အင်္ဂုတ္တမှာသာသနာကွယ်ကြောင်းနေမြတ်စွာဘုရားရှင်ကိုရောမြတ်ကတန်းစီပြီးတော့ခေါ်ရတာတရားမနာရင်သာသနာကွယ်တယ်တဲ့တရားဝဲကြီးတွေမရှိတော့ဘူးတရားနာခြင်းတဲ့ပုဂ္ဂိုလ်တွေမရှိတော့ဘူးဆိုရင်အဲ့ဒါသာသနာခဏလေးကွယ်သွားမယ်တဲ့စာပေမသိနဲ့စာပေပရိယတ်ဒီမသိနဲ့သံဃာတော်တွေပေါ်လာပြီဆိုရင်သာသနာကွယ်တော့မယ်သာသနာကွယ်ဖို့လို့အဲ့ဒါနမိတ်တွေလက္ခဏာတွေပဲတဲ့ဒါကြောင့်တရားမနာစာပေမသိနှုတ်တွေမဆောင်နှုတ်ထဲမှာပါဠိတော်တွေကိုအလွတ်ရအောင်ကြက်မထားနိုင်တော့ဘူးဆိုသာသနာကွယ်တော့မယ်သိအောင်မပြုဓမ္မနုဓမ္မပฏิပတ်ကွာအဲ့ဒီလိုသင်လို့သိတဲ့စာတွေကိုမကျင့်မှုတရားအာမထုတ်ဘူးဆိုရင်လည်းပဲသာသနာကွယ်မယ်တဲ့တရားအာမထုတ်ဘူးဆိုရင်သာသနာကွယ်တော့မယ်တရားအာမထုတ်ဘူးဆိုရင်ဘာဖြစ်တော့မယ်ဓမ္မင်ဘုန်းကြီးတို့ယောဂီတွေခဏတရားအာထုတ်တာလားတရားအာမထုတ်တာလားတရားအာထုတ်နေရင်သာသနာပြုနေတာတရားအာထုတ်နေတာဘာလုပ်နေတာဒီသာသနာတော်ကြီးမကွယ်ရအောင်တပည့်တော်တို့အကျင့်တရားတွေကိုကျင့်မရစေအောင်ဆိုပြီးတော့လာကျင့်နေတာသာသနာတီချောင်းလုံးနေတာတနည်းပြောရင်သာသနာပြုနေတာဘာလုပ်နေတာဒါမြင်ယောဂီတို့ကိုဘုန်းကြီးဘွဲ့ပေးလိုက်မယ်သာသနာပြုဘွဲ့လို့ဘာဘွဲ့လဲသာသနာပြုနေတာဘာလုပ်နေတာလဲတရားအထုတ်တယ်ဆိုတာအဲ့ဒါသာသနာပြုနေတယ်လို့ဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့မှတ်ပါယောဓမ္မံဒေသေတိတတတတသဟတံဓမ္မိခောတံပိတဝါဧကံမိဓမ္မဂတိကံအလဗန္တောတဲ့ယောအကျဉ်သူသည်ဓမ္မတရားကိုဒေသေတိဟောဤတတထိုပုဂ္ဂိုလ်အားတတသဟတံအတဗျာတသိန်းကိုဓမ္မိပေးမယ်ဣတိဤတို့ခောတာပိတဝါကြွေးကြောစေ၍ဧကံပိဓမ္မဂတိကံတပါးသောဓမ္မဂတိကပုဂ္ဂိုလ်ကိုလင်းအလဗန္တော့မရသည်ဖြစ်၍ကိကိမင်းကြီးဟာ
သူသာသနာကွယ်သွားတော့သူတရားမနာရတော့လေတရားနာခြင်းလိုက်တာတဲ့တရားနာခြင်းတဲ့အတွက်ကြောင့်မို့လို့တိုင်းပြည်တွေကိုလှည့်လည်ပြီးတော့ကြွေးကြော်စေတယ်တရားဟောတတ်တဲ့ပုဂ္ဂိုလ်ရှိရင်ပတ်စံတသိန်းပေးမယ်တဲ့ဘယ်လောက်ပေးမယ်တဲ့ငါကိုတရားလေးတစ်ပုဒ်ဟောပြနိုင်တဲ့ပုဂ္ဂိုလ်ရှိရင်တတ္တသာဟတံအတဗျာတသိန်းကိုဓမ္မိပေးမယ်လို့အဝေါ်စာကောင်းစွာမဲ့တွေ့မိန်ကြားတော်မူလိုက်ပါပေတည်း